ဒါကတော့ရီဘာနီကိတ်လို့ခေါ်ပြီးတူရကီဂရိနဲ့အခြားအရှေ့မြေထဲပင်လည်းဘောလကန်နိုင်ငံများမှာအလွန်ရေပန်းစားတဲ့စီမိုလီနာစပွန်ချကိတ်ဖြစ်ပါတယ်။ရီဘာနီကိတ်မုံကိုစီမိုလီနာဂျုံမုံဒါမှမဟုတ်မုံညက်နဲ့တင်ချင်းဖြင့်အဓိကအသုံးပြုပြီးပြုလုပ်ထားတဲ့နူးညံ့ပြီးဆိုဆွတ်တဲ့ကိတ်မုံတစ်မျိုးဖြစ်ပါတယ်။မုံဖုတ်သူကရွှေညိုရောင်တန်းလာတဲ့အထိဖုတ်ထားပါတယ်။ပြီးနောက်တံပရာသီးလေမော်သီးဒါမှမဟုတ်နှင်းစီတကြားရည်ဖြင့်အရသာရှိတဲ့ချိုမြိန်သောတကြားရည်ချင်းစိန်ထားပါတယ်။ပြီးရင်အေးခန့်ဒါမှမဟုတ်အခန့်ပူချိန်မှာထားရှိပါတယ်။ကိတ်မုံလေးကဖုတ်ထားပြီးတကြားရည်စိန်ထားတာကြောင့်ချောမွေ့ပြီးရွှေညိုရောင်ရင်အပေါ်ရန်ရှိပါတယ်။ကိတ်မုံများရဲ့ပုံမှန်တိုင်းတိတ်တီတော်လဲလေဝင်လေထွက်ကောင်းတဲ့အဝါရောင်အတွင်းပိုင်းရှိပါတယ်။တကြားရည်ဖြင့်ပြည့်နှက်နေတာကြောင့်တောက်ပြောင်တဲ့အတွင်းပြင်ရှိပါတယ်။လမ်းဘေးဈေးတဲ့များနဲ့မုတ်ဖုတ်ဆိုင်များဟာဒါကိုဗန်းကြီးများဖြင့်ဖုတ်လက်ရှိပြီးဗီဒီယိုထဲမှာပြထားတဲ့အတိုင်းစတူရန်ဒါမှမဟုတ်စတူကန်များဖြင့်ဖျက်တောက်ပြီးရောင်းချပါတယ်။ဒီကိတ်မုံရဲ့ပါဝင်ပစ္စည်းတွေကတော့စီမိုလီနာဂျုံကျက်ဥတကြားဒိန်ချင်ထော့ပတ်ဒါမှမဟုတ်စီမုံဖုံမှုတံပရာလေမော်သီးအခွန်တွေပါဝင်ပြီးချိုမြိန်နဲ့အဖြူရောင်ရေကတော့တကြားရေတံပရာရီတို့ဖြစ်ပါတယ်။သူ့ရတာကတော့စဉ်းစားကြည့်ပါဗျာ။အရမ်းမချိုတဲ့တကြားရေဆိုဆွနေတဲ့စပွန်ချကိတ်ရဲ့အသားကတော့အနက်မွေးကြိုင်ကအရသာနူးညံ့ချိုမြိန်ပါတယ်။သူဟာပုံမှန်အနောက်တိုင်းစပွန်ချကိတ်ထက်ပိုချိုပြီးတိတ်တီးတော်လဲမုံများစုထက်ပိုပေါ့ပါပါတယ်။